ကျွန်တော်တို့က apartment hauling ပေါ့နော် apartment hauling လုပ်လို့ပေါ့နော်ဟိုကလေးနဲ့ကျွန်တော်နဲ့အိမ်လေး apartment တွေလိုက်ကြည့်ပါပေါ့နော်အလုပ်တွေပါနေတယ်ဆိုတော့ရှောက်ကြည့်အိမ်မှာချက်စရာပြုတ်စရာတွေပြစ်ထားအဝိရှော်မဲ့ဟာတွေပြစ်ထားဆိုင်ရနေစီရပို့နေတော့ဆိုင်ရနေအိမ်တမ်းမပြန်မဲနဲ့ချီကြောရှိအောင်ပဲနှစ်ယောက်ကရှင်းနေအောင်အရင်ဆိုရင်ကောင်းကင်ရဲ့အလားရမ်းမြင်တာဒီနေ့ကမိုးနေအောင်တလားညချင်မိုးရွာမှတင်တယ်ရွာလောက်တယ်ဒီလမ်းတောက်လျှောက်မှာပေါ့နော်သူတို့ကအိမ်အောင်ရှိမှန်ဂိမ်းတွေအဲ့လိုမျိုးတစ်ခုပြီးတစ်ခုရှိရပေါ့နော်ကျွန်တော်တို့ရဲ့ဘယ်ဘက်မှာပဲဖြစ်ဖြစ်ညာဘက်မှာပဲဖြစ်ဖြစ်အဲ့လိုအိမ်အောင်ရှိမှန်ဂိမ်းတွေကတောက်လျှောက်ရှိနေရပေါ့နော်ဒါပေမဲ့ကျွန်တော်တို့သွားကြည့်ခြင်းနဲ့နေရာလေးကိုပဲကျွန်တော်တို့အဓိကသွားပြီးတော့တစ်ချက်သွားကြည့်ဖို့ပေါ့နော်တချို့ဟာတွေကတော့စောက်ပြီးရတဲ့ဟာတွေရှိတယ်တချို့ဟာတွေကတော့မဆောက်ရသေးဘူးဒီဘက်တောက်လျှောက်ကဒီနားဆိုကားတွေရှင်းနေရယ်ကွာဒီဘက်တောက်လျှောက်ကအဲ့ဒါအိမ်အသစ်တွေပေါ့နော်အိမ်အသစ်တွေ project အသစ်တွေပေါ့နော်သူကဒီဟာကျွန်တော်တို့နေတဲ့နေရာကနေပြီးတော့သွားလိုက်ရင်9မိနစ်လောက်ဆိုရောက်တဲ့နေရာပေါ့နော်အဲ့နေရာနည်းနည်းလေကွင်းတွေရှိရကွာဒါပေမဲ့သူကအဲ့လိုပေါ့မျိုးပြစီမံကိန်းလို့ပါလို့နဲ့သူကအဲ့လိုမျိုးအသစ်တွေတည်ရပေါ့နော်အဲ့လိုမျိုးပေါ့နော်ဟိုရှေ့ရောက်ရင်တော့ကျွန်တော်သွားကျင်တဲ့နေရာရောက်ပြီပေါ့နော်အများကြီးစောက်တော့ဒီဘက်တွေမှာဆိုရင်ကျွန်တော်တို့အဲ့ဝင်းရဲ့ဟိုဘက်နောက်မှာဆိုသူတို့အဲ့လိုအိမ်နေရှိရပေါ့နော်သူစောက်မဲ့ဟာတွေပေါ့နော် project တွေပေါ့သွားလိုက်ပါအောင်မယ်နည်းနည်းတော့ဝင်ရတယ်ဆိုတော့သွားလိုက်အောင်မယ်ကျွန်တော်တို့သွားကြည့်မယ်ဝင်နေအောင်ဝင်လာပါပြီဆိုတော့ဒီနေရာဘယ်ဘာလို့ဟောဖြစ်တယ်ဆိုတော့ဒီဟာဝက်ကလေးကဒီလိုမျိုးဝင်နေဒီလိုမျိုးနေရာမှာဝက်ကလေးကအရန်ကြိုက်တယ်ပေါ့နော်ဒီဟာလေးကိုကျွန်တော်တို့ကလည်းအဲ့လိုပဲကျွန်တော်တို့လင်များအဲ့လိုသွားရှောက်သွားနေရကွာဟိုသွားလိုက်ရှောက်သွားနေနေဒီလိုမျိုးနေရာဟိုရောက်လာတာပေါ့နော်ရောက်လာတော့အဲ့လိုဝင်းနေဆိုတော့ကွာဗမာပြည်နေထားနေပြောရင် FMI City လို့ပါလို့ပေါ့နော်အဲ့လိုမျိုးပုံစံပေါ့နော်ကျွန်တော်ဒီမှာဒါ club ပေါ့နော် club ဆိုတာဒီက resident တွေresident အဲ့လိုပေါ့ member တွေဝင်ပြီးတော့ show လို့ရတဲ့နေရာပေါ့နော်သူတို့ club house ပေါ့နော် club house ဆိုလဲသူတို့တေချာလောက်ထားရကွာဟိုမှာဗာလဲကြောက်အဲ့ဒါမိတ်သွားတော့အဲ့လိုမျိုးဟာရွှေလာငွေလာကြောက်တွေပါနေအဲ့လိုတေချာလောက်ထားတယ်တော့ဟိုဘက်မှာဆိုရင်ကျွန်တော်ကားပေါ်ကလေးလိုက်ပြမှာပေါ့နော်ဖြည်းနေလေဆိုတော့ဒီဘက်မှာဆိုရင်ဒါသူ့ရဲ့ club house ပေါ့နော်သူက barbecue တွေပါလုပ်လို့ရတယ်ပါညာပေါ့နော်ဒီမှာ chill လုပ်လို့ရတယ်ဒီမှာအဲ့လိုမျိုးတွေရှိရယ်တော့ဒါသူတို့ရဲ့ဒီမှာအကစားကွင်းရှိသူတို့ကစားလို့ဒါအဲ့လို club house ပေါ့နော်လာရစောက်တာလေကာလာဆက်တာလေအရန်လာကောက်ကိုအဲ့လိုတိတ်လေးနဲ့ဆောက်လို့ရတဲ့နေရာတော့ပါတော့ကွာ
ချီးလုံးမယ်မိသားစုထိုင်မယ်တော့ဟိုဘက်မှာဆိုလဲဟိုအရှိတက်တက်မှာအခုကျွန်တော်တို့ရဲ့ဒီရှိတက်တက်ရဟာဆိုရင်ဒီရှိတက်တက်ရဟာဆိုရင်ဟိုခွေးတွေပါလာကြောင်းမယ်ကွာဒီရှိရဟာဆိုရင်ဒါဆိုခွေးတွေပါလာကြောင်းမယ်ကြမလားကြောင်းနဲ့ဟိုဒီမယာနှစ်ယောက်ပဲပြေးပါပဲထိုင်မယ်ပေါ့ကွာအဲ့လိုမျိုးပေါ့ချီးပေါ့တကယ်ပါအဲ့ဟာပေါ့နော်ဒီရှိရဟာဆိုရင်ဆိုမိုက်တယ်ကွာသူတို့ရဲ့လောက်ထားတဲ့ပုံစံလေးနဲ့ဆိုရင်ဘယ်လိုပဲဖြစ်ဖြစ်တော်တော်မိုက်တဲ့နေသားမှရှိရကွာအဲ့ဒါကြောင့်ကျွန်တော်ဒီနေရာကိုတော်တော်ကြိုက်တယ်တော့ကြိုက်တယ်ဆိုတော့ဟိုတချို့ဟာတွေကတော့တော်တော်ပြီးနေပြီတချို့ဟာတွေကတော့stay on progress ဖြစ်နေရယ်ဆိုတော့ကျွန်တော်ဟိုအိမ်လေးကြီးပြမယ်ကွာအိမ်လေးကြီးကအခုဒီမှာဆိုရင် လူတွေလည်းနေနေ တချို့နေရာတွေဆိုရင်လူတွေကနေနေပြီပေါ့နော်ဒါဆိုရင်အိမ်ဟိုလိုမျိုးပေါ့ဒါဆိုတော့သူတို့မရောင်းရသေးဘူးကွာဒီမှာအိမ်နှလုံးရှိရယ်ပြီးဟိုဘက်တွေမှာတော့အိမ်မရှိသေးဘူးပေါ့နော်ဒီမှာသူမြက်ခင်းတွေပဲရှိသေးတယ်သူမှမရှိသေးဘူးသူတို့စောက်မှာပေါ့နော်အဲ့လိုမျိုးကွာ and then ကျွန်တော်ဘယ်ဘက်ကိုပြီးတော့ပြမယ်နော်ဒီမှာဆိုရင်ဒီမှာဆိုရင်ဒီမှာညာဘက်ချမ်းဒီမှာဆိုလဲအိမ်တွေကတချို့ဆိုလူနေပြီပေါ့နော်တချို့ဟာတွေအဲ့လို side mode တွေရှိရဟာဆိုတော့လူမနေသေးဘူးပေါ့နော်ဆိုတော့အိမ်လေးကြီးကွာအဲ့လိုမျိုးဘယ်လိုလဲ ချစ်စရာ one story building ကွာဒါပေမဲ့မိများနှစ်ယောက်ဆိုရင်မိုက်တယ်လေနော်ဘယ်လိုပြောရမလဲဒါပေမဲ့3 bed on 3 bed ဒါပေမဲ့3 bedroom ဟုတ်တယ်3 bedroom 3 bed ပဲကျဲတယ်ကွာ garage တွေပါမယ်ဒီမှာအနောက်မှာ private ဟို backyard ပါမယ် not bad ဒီမှာအဲ့တော့မိုက်တယ်ကွာ community ကလည်းမိုက်တယ်ဆိုတော့အဲ့လိုမျိုးပေါ့တချို့ဟာလေးဆိုတော့သူတို့အိမ်လေးပါဟိုနေပြီပေါ့နော်ကျွန်တော်တို့ကနောက်တစ်နေရာရှောက်သွားပြီးတော့ပြအောင်မယ်ပေါ့နော်ဒီမှာဆိုရင်ကျွန်တော်တို့ဒါဘယ်ဘက်ကအိမ်ကြီးပေါ့နော်ဒါလေးဆိုပြူအရှိပြူလာဒါဆိုရင်ကွာဒီမှာအန်ဖြစ်သွားပြီပေါ့ဟိုဘက်မှာဘာမှမရှိဘူးဒါပေမဲ့မိုက်တယ်ကွာ view တွေကသိရမလားဒီမှာဒီနားလေးမှာကိုဒီမှာထပ်ဝင်အောင်ထပ်ဝင်တော့ဝင်မှာပေါ့နော်တခြားဟာတွေတော့ရှိမှာပေါ့အဲ့လိုမျိုးကြီးပေါ့တချို့မှာအိမ်တွေမှာလူတွေနေပြီဒီမှာကားတွေပါရှိနေပြီဒီမှာဒီဘက်ကအဲ့လိုအိမ်လေးတွေကဈေးနှုန်းလေးလည်းပြောလိုက်ပါဈေးနှုန်းကမိမပဲပြောလိုက်တော့လေဈေးနှုန်းက4,800,000ကနေစပြီးတော့အခုလက်ရှိပေါ့နော်သူတို့သတ်မှတ်ထားတာ5,200,000ထိတော့ဖြစ်နေတယ်ဆိုတော့မစိုးဘူးတော်တော်လေးကိုလှပြီးတော့ချစ်ဖို့အရင်ကောင်းဒါဆိုလို့ရှိရင်စောက်ပြီးစားလက်စားဒါဆိုရင်ဒီဟာဆိုရင်စောက်လက်စားပေါ့နော်စောက်လက်စားဆိုတော့သူကဒီလိုမျိုးအိမ်ကအဲ့လိုမျိုးရှိနေတာပေါ့နော်ဒါမျိုးစောက်နေအောင်နော်ကားနှစ်စီးထားလို့ရတယ်ကားနှစ်စီးထားလို့ရတယ်ဆိုတော့ကျွန်တော်နည်းနည်းရှောက်ပြီးတော့ပြအောင်ပေါ့နော်ဆိုတော့ချစ်ဖို့ကောင်းတယ်တော်တော်ချစ်ဖို့ကောင်းတယ်အပြင်မှာကြည့်ရင်အင်းလေးတွေဘလူးလေးတွေမှမသိတီပဲလေးပြောနေတော့ချစ်ဆိုတော့ဒီမှာဆိုရင်ဒါဆိုရင်ကျတော့သူတို့ဝင်းနေကွာဒီမှာသူနှစ်အိမ်ပေါ့နော်ဒါအလဲကလမ်းပေါ့သိရမလားအဲ့လိုမျိုးရှိမယ်ကွာဒါဒီဘက်ကအဲ့ကြောက်လေးကတ်တာသူကတချို့အိမ်တွေကကွာသူတို့က request လုပ်လို့ရတယ်အိမ်ငါတို့ဒါတွေလိုချင်နေဆိုရင်သူတို့လိုချင်တဲ့ပုံစံနဲ့ request လုပ်ပေးရပါတော့အဲ့တော့နည်းနည်းပပပို့ပေးရပါတော့ဒါကတော့သူတို့ခုနဟိုသူတို့စောက်တဲ့နေရာမှာသူတို့အဲ့ management တင်းနဲ့ကိုရ discuss လုပ်ပြီးတော့လုပ်ရမှာပေါ့နော်အခုခဏနေကြရင်ဟိုကလေးကြိုက်တဲ့နေရာနားရဲ့ဟာရောက်တော့မှာပေါ့နော်ဟုတ်တယ်ဆိုတော့ချိန်နော်ဒီနားကမိမကိုချပြီးလဲပြောက်သွားမှတယ်နော်
ဒီမှာဆိုရင်ဒီဘက်မှာဒီမှာနှခင်းပြင်ပြ bro like အရမ်းမိုက်တယ်ကွာခွေးလေးရှိရဲဆိုရင်ခွေးနဲ့အဲ့လိုလမ်းလျှောက်လို့ရတယ်ချေးလို့ရတယ်ဒီမှာအဲ့လိုမျိုးနှခင်းပြင်ရှိရဲဒါကဒီက community မှာနေတဲ့လူတွေပဲရမှာကွာပြီးတော့ဟိုးရှိမှာဆိုရင်ကျွန်တော်ပြမယ်ဆိုချင်သူကအဲ့လိုမျိုးစာရေးဘုံနဲ့ပေါ့နော်အဲ့မှာကိုယ့်ရဲ့စာရေးပါတယ်ဆိုတော့အဲ့မှာကိုယ့်နာမည်နဲ့ကိုယ်တွားယူရမှာပေါ့နော်အဲ့လိုမျိုးရှိတယ်အခု အကြိုက်ဆုံးလား အခုဒါကဒီလမ်းကကျွန်တော်တို့အကြိုက်ဆုံးလမ်းပေါ့နော်သူကကွာအိမ်ရလေကွာဒီမှာကွာအဲ့ဟိုကိုင်းနေနေအိမ်ရလေထွက်လာလိုက်တာနဲ့အရှိမပန်းကြံလေးလိုမျိုးကွာသိလားအလေကျွန်းလေးပေါ့ကွာဒါပေမဲ့ဟိုထွက်ထိုင်လို့လည်းရတယ်ရန်ကုန်မိဘတွေနဲ့စကားပြောမလားမိသားစုတွေနဲ့စကားပြောမလားထွက်ထိုင်လို့ရတယ်ပြီးတော့ဒီမှာချေးမယ်ဗျာ bro like အခုကကျွန်တော် parking ရက်လို့မရတော့ကျွန်တော်အောက်ဆင်းပြီးတော့ပြလို့မရဘူးအမှန်အောက်ဆင်းပြီးပြကြတာ ဒီဟိုဘက်ချမ်းပြ ဒီလိုမျိုးကွာအဲ့လိုမျိုးဒီနားမှာဟိုလုံးမယ်ချေးမယ်ပြင်ထွက်ထိုင်မယ်ဟိုကောင်းငင်ကြီးကိုလည်းကြည့်မယ်ကွာအခုတော့မှကောင်းငင်ကိုကြည့်တယ်အခုကတော့တိတ်တော့မလှဘူးပေါ့ဗျာဒါပေမဲ့မိုးအဲ့လိုမိုးလေကင်းလို့တဲ့ချိန်လေးပါညာရယ်ဆိုရင်အရမ်းမိုက်တယ်ကွာဆိုတော့ဒီလိုမျိုးပေါ့နော်ဒါကကိုအိမ်ရှိထွက်လာရဲ့အိမ်ရှိထွက်လိုက်တာနဲ့အဲ့လိုမျိုးတာယာလှပတဲ့သဘောတရားကြီးကိုခေါ်ဆောင်သွားမှာပေါ့နော်အဲ့လိုမျိုးကြီးအရမ်းမိုက်တယ်ကွာဆိုတော့အဲ့ဒါလေးကိုသဘောကျရယ်ပြီးတော့သူကအိမ်ရဲ့ဟိုဘက်ဘေးနားမှာဆိုလဲအဲ့လိုရှောက်လန်းလေးနဲ့ကိုရှောက်ပြီးတော့အဲ့လိုမျိုးဟိုဒီနားမှာလည်းလမ်းပတ်ရှောက်နေရင်တော့မှဟိုကျွန်တော်တို့ဟိုကျမ်းမာရေးလိုက်စားလို့ရတဲ့ပုံစံကွာဒီလားအခုဒီဘက်မှာဆိုရင်အိမ်တစ်လုံးဆောင်နေတယ်ကွာအဲ့မှာအိမ်တစ်လုံးဆောင်နေတာဒါဆိုရင်နောက်ပိုင်းကျရင်ဒီနားတွေကအိမ်တွေအများကြီးဖြစ်လာတော့မှာပေါ့နော်အခုကျွန်တော်ဒီနားလေးမှာခဏလေးရက်ပြီးတော့ကျွန်တော်ပြမယ်နော်ဒီလိုမျိုးမြတ်ခင်းရင်ねဒီလိုမျိုးမြတ်ခင်းပြင်ရင်ねခုံနေねဒီမျိုးမြတ်ခင်းနဲ့ခုံနေနဲ့အိမ်နဲ့အဲ့လိုမျိုးရှိမှာဒီမှာကွာဒါမျိုးမြတ်ခင်းရယ်ဒီမှာခုံနေရယ်ကိုအိမ်ကထွက်လိုက်တာဒီလမ်းမှာကျွန်တော်တို့အကြိုက်ဆုံးပါဟုတ်အော်ပြောချင်လို့ပါစဉ်းစားတဲ့တငယ်ချင်းတွေလည်း စဉ်းစားတဲ့တငယ်ချင်းတွေလည်း ဒီကို ကယ်လီဖိုးနီးယားကပြောင်းခဲ့ပါမိုက်ပါရယ်မြန်လေးလာဝင်လိုက်ပါဆန်လေးရှူထားပါ အရင်လာ one day ဖြစ်လာမှာပါလောက်ပါပဲကျွန်တော်တို့အိမ်ပြန်လိုက်ပါဦးမယ် uniform တွေ show အောင်မယ်လောက်ပါပဲ